မိတ်ဆွေတို့သိပါသလားအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ Death Valley လို့ခေါ်တဲ့ကမ္ဘာပေါ်မှာအပူဆုံးနေရာတစ်ခုရှိပါတယ်1913ခုနှစ်မှာအပူချိန်134ဖာရာဟိုက်ထိရှိခဲ့ပါတယ်အဲ့ဒါဟာလူတွေနေထိုင်တဲ့နေရာတွေကအပူဆုံးအဖြစ်စံချိန်တင်ခဲ့တာပါနေရောင်ခြည်အောက်မှာနာရီအနည်းငယ်သာရှိရင်တက်လိုက်ဆက်တွေတောင်အပူလွန်ကဲမှုဖြစ်တတ်ပါတယ်အမေရိကန်တောင်ပိုင်းအနိမ့်ဆုံးနေရာဖြစ်ပါတယ်တချို့နေ့တွေမှာမိုးမရွာဘူးဆိုရင်မနေနိုင်လောက်အောင်ဖြစ်တတ်ပါတယ်တစ်နှစ်လုံးမိုးရွာတဲ့ပမာဏက9မီလီမီတာမှ6မီလီမီတာပဲဖြစ်ပါတယ်ဒါကြောင့်မြေပြင်ကအပူများပြီးမိဖို့ခန်းလိုဖြစ်နေတာပါဒါပေမဲ့အံ့ဩစရာကောင်းတာတစ်ခုကတော့ဒီလိုပူပြင်းတဲ့နေရာမှာတော့အသက်ရှင်နိုင်တဲ့တိရစ္ဆာန်နဲ့တစ်ပင်အမျိုးအစားတွေနဲ့ရှိနေပါတယ်ဒီနယ်မြေကတော့မီးသွေးနဲ့တန်တက်ပေါင်းစပ်မှုကြောင့်မြေသားတွေကပန်းရောင်အနီရောင်အပြာရောင်အစရှိတဲ့အယောင်ဆုံးလှပတဲ့နေရာဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖွယ်တစ်ချက်ကတော့ Sailing Stones လို့ခေါ်တဲ့တဲပြင်ပေါ်ကကြောက်တုံးတွေပါသူတို့ကကိုယ်တိုင်မလုပ်ပဲတဲပြင်ပေါ်မှာအနှဲငယ်ချင်းချင်းမြင်းတနံနဲ့လှုပ်သွားတာတွေ့ရပါတယ်အဲ့ဒီအရာကသူတေသနတွေကအေးခဲချိန်မှာတဲပေါ်မှာရေခဲအလွှာတွေဖြစ်ပြီးနေထွက်လာတဲ့အခါရေခဲကရှောသွားတာကြောင့်ကြောက်တုံးတွေလှုပ်သွားတာလို့ဆိုကြပါတယ်ဒီနေရာဟာသူတေသနာနဲ့နက္ခတ္တဗေဒပညာအတွက်ပင်လယ်အောက်ကျိုတွေနဲ့တူတဲ့နေရာအဖြစ်စမ်းသပ်ရနေရာဖြစ်လဲအသုံးပြုပါတယ်တတိပေးချင်တာက Death Valley ဟာလှပပေမဲ့အန္တရာယ်ရှိတဲ့နေရာဖြစ်ပါတယ်အဲ့ဒီနေရာကိုသွားရင်တေချာတာကအသက်အန္တရာယ်ရှိနိုင်ပါတယ်